ကိုပိုင် idea မရှိပဲသူမတို့ wedding photo အတိုင်းလိုက်တူနေတဲ့ငယ်စဉ်တွေကိုအခုလိုတုတ်ပြန်လိုက်တဲ့ဝတ်မောင်ရွှေဒေါ်တထေဟဲဝေရန်တို့ရဲ့မင်္ဂလာဆောင်ဟာအနုပညာလောကသားအချင်းချင်းမထောက်ဝတ်မောင်ရွှေကိုလိုက်တူထားရဲဆိုတာအားလုံးသိပြီးသားဖြစ်မှာပါဟိုးရင်ကလေးက fashion အကွမ်းဆုံးနဲ့ဝေဖန်ခံရဆုံးဖြစ်တဲ့ဟဲဝေရန်နဲ့ဆိုပြည့်သစဉ်ဟာဆိုရင်အခု pre-wedding photo ထွက်လာတဲ့အထိလူအများရဲ့ပါဆက်ဖြားမှာဝေဖန်မှုတွေကရှိနေရပဲဖြစ်ပါတယ်ဝမောင်ရွှေတို့ကရှုခင်းလေးကလှတဲ့အိမ်လေးထဲမှာဓာတ်ပုံရိုက်တယ်လို့ဟဲဝီယန်တို့ကအားကြမခံပဲချန်ဂျီယိုနာမှာလိုက်ရိုက်ပြခဲ့ပါတယ်။မက်ကီတိုဟာဟယ်လီကော်ပတာကြီးနဲ့ခေါ်ပြလို့လဲကျိုးပြည့်တဲ့စဉ်ကမရရအောင်လိုက်ရိုက်ခဲ့သေးရပါ။နောက်ဆုံးရေခဲတောင်မှာလိုက်ရိုက်တာကအစတူညီနေရမို့အားလုံးကလည်းသူများအိုင်ဒီယာကိုခိုးယူတယ်ဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ပိုပြီးလူပြောစရာဖြစ်သွားခဲ့တာကကျိုးပြည့်တဲ့စဉ်ရဲ့ပုံဟာကလေးကစားစရာရဟတ်ရေအယုတ်ကြီးချထားသလိုဖြစ်နေရပါ။ရဟတ်ရင်ကတသက်ရေခဲတောင်ကတသက်သူတို့သမီးပုံတွေကလည်းဝိုင်းနေရဖြစ်တဲ့အတွက်ငယ်စဉ်ဖန်နေတောင်မျက်နှာပုခဲ့ကြသလိုအားလုံးကလည်းမတူတာကြီးကိုဘာလို့လိုက်တူနေကြတာလဲဆိုပြီးသိကျင်နေခဲ့ကြတာပဲဖြစ်ပါတယ်။တကယ်ဆိုရင်သူတို့သားရဲ့မင်္ဂလာဆောင်ကိုဘယ်သူမှမတူအောင်လုပ်ပြမယ်ဆိုပြီးဟေးဝင်းရဲ့အဖေကကြီးညာထားခဲ့ရပါတော့။ဆိုပြီးတို့ဘက်ကလည်းမင်္ဂလာပွဲ6ပွဲကို special လုပ်မှာလို့ကြွေးကြော်ထားခဲ့ပေမဲ့အခုလိုသူများပုံစံလိုက်တူပါလိုက်တာကမင်းသမီးအချင်းချင်း respect မရှိဘူးလို့တောင်ပြောလို့ရပါရဲ့နော်။ဒါကြောင့်အခုလိုကိစ္စအတွက်ကာယကံရှင်ဖြစ်တဲ့ဝတ်မောင်ရွှေကအခုလိုပညာသားပါတဲ့စကားတစ်ခွန်းကိုပြောကြားလာခဲ့တာဖြစ်ပါတယ်။သူမရဲ့စကားအရဝတ်မောင်ရွှေနဲ့ဆိုပြည့်တဲ့စဉ်ဟာခေချင်းတူတဲ့မင်းသမီးတွေဖြစ်ပါရှင်။ဆိုပြည့်တဲ့စဉ်ကဗီဒီယိုစကားခင်မှာခေါင်းဆောင်မင်းသမီးအနေနဲ့နေရာရချိန်ဝတ်မောင်ရွှေကလည်းရုပ်ရှင်လောကထဲမှာအခြေချနေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမိမိကိုယ်ကိုတန်ဖိုးထားမှုနဲ့အဆင့်တန်းချင်းကကွာလျော့ဝတ်မောင်ရွှေကကြုံရကားကိုမရိုက်ပဲသူ့အနေထားနဲ့လိုက်ဖက်မဲ့ဇက်ကောင်တွေကိုတည်တည်ကြကြရွေးချယ်ပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဆိုပြည့်တဲ့စဉ်ကတော့လောင်းကားတဲ့ပွဲတွေကားတွေမှန်သမျှကိုအားလုံးရိုက်ပေးခဲ့ရကြောင်းထင်သလောက်နေရာမရောက်ခဲ့တာပါအကယ်ဒမီချင်းရှင်းလိုက်ရင်လည်းမက်ကီကပို့ပြီးတာနေခဲ့တာဖြစ်ပါတယ်အလွမ်းအဆွေးအချစ်အမုံစားတဲ့ဇက်ကောင်ပုံစံမျိုးစုံကိုတဘာဝကြကြပြုဆောင်နိုင်ပါတယ်ဆိုပြီးကတော့ဝက်လိုက်တဲ့ fashion ကအစဒီပုတ်တွေကဒီပဲပြောရလောက်အောင်တော်မင်းသမီးဖြစ်နေခဲ့တာပါဒါကြောင့်လည်းအဆင့်ချင်းမတူတဲ့သူတို့နှစ်ဦးကိုနှိုင်းယှဉ်ကြည့်တာဟာဝတ်မောင်ရွှေအတွက်ခံရခက်စရာဖြစ်နေခဲ့ပါတယ်ဒီလိုကိစ္စတွေကြောင့်ဝတ်မောင်ရွှေကသူမရဲ့မင်္ဂလာဆောင်ကိုလိုက်တူးပါတာနဲ့ပတ်သက်ပြီးပညာသားပပနဲ့အခုလိုလေးပဲပြောခဲ့ရဖြစ်ပါရဲ့နော်ငယ်စဉ်ပရိသတ်တွေအနေနဲ့ဒီလိုမျိုးပြောခံရတဲ့အခါတော်တော်လေးအရှိုက်ထိပြီးနေရခက်နေရဖြစ်ပါတယ်တချို့ကလည်းဝတ်မောင်ရွှေလိုနာမည်ကြီးထိတ်တန်းတယောက်ကအခုလိုပြောလိုက်တဲ့အပေါ်ဒီလောက်ကြီးထိမပြောသင့်ဘူးလို့လည်းဝေဖန်နေကြသလိုငယ်စဉ် family ကလည်းတူပါထားရဲဆိုတာမှန်နေရမို့ရှက်ရွံ့နေကြရလဲဖြစ်ပါတယ်အခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကရောမက်ကီအနေနဲ့အခုလိုပြောတာထောက်ခံပါရဲ့လားဆိုတာcomment မှာပြောပြသွားခဲ့ကြပါအောင်ရှင်